ခင်ယေရှုအသက်ဆွန့်ချိန်မှာလူတွေတတိမထားမိတဲ့အရာများစွာဖြစ်ပျက်သွားပါတယ်ဟုတ်ပါတယ်ဒီနေ့ဟာသခင်ယေရှုအသက်ဆွန့်ခဲ့တဲ့တောက်ကြနေပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဒီလိုအချိန်မျိုးမှာသခင်ယေရှုဟာလက်ဝါးကားတိုင်းပေါ်မှာလူသားတွေအတွက်အသက်ဆွန့်ခဲ့တာပါဒီနေ့မှာတော့လူတွေတတိမထားမိကြတဲ့သခင်ယေရှုအသက်ဆွန့်ချိန်မှာဖြစ်ပျက်သွားတဲ့အတုံးလုံးဖွယ်ရာအချက်များစွာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ John Winston ပဲဖြစ်ပါတယ်နံပါတ်1ငလျင်လှုပ်ခြင်းနဲ့ပဋိညာဉ်တစ်တာတော့ဓမ္မဟောင်းခင်မှာအဖြစ်ဖြေရာနေ့ကိုရောက်တဲ့အခါမှာရစ်ကောင်ရဲ့အသွေးကိုပဋိညာဉ်တစ်တာပေါ်မှာဖြန်းရပါတယ်အောဖို့ကောင်းတာကတော့ BC 986ခုနှစ်မှာကလေးကပျောက်ဆုံးနေခဲ့တဲ့ပဋိညာဉ်တစ်တာတော်ဟာသခင်ယေရှုရဲ့လက်ဝါးကားတိုင်းစိုက်ထူခဲ့တဲ့နေရာရဲ့မြေကြီးအောက်တစ်မှာပဲ1982ခုနှစ်မှာဘူးဆန်းစွာပြန်လည်ရှာတွေ့ခဲ့ပါတယ်ဒါကြောင့်သခင်ယေရှုအသက်မဆုံးခင်မှာမြင်းကလေးလောက်ကပ်ခဲ့ပြီးမြေကြီးတွေအကွဲခဲ့တာဟာသခင်ယေရှုအသွေးတော်ကိုပဋိညာဉ်တစ်တာတော်အပေါ်စီးကျသွားဖို့အတွက်ဘုရားသခင်ကအတိအကျကြံစီခဲ့တာပဲဖြစ်ပါတယ်ပဋိညာဉ်တစ်တာတော်ကိုပြန်ရှာတွေ့ချိန်မှာသခင်ယေရှုရဲ့အသွေးတော်ကိုလည်းတစ်တာတော်ရဲ့အပေါ်မှာအံ့ဩစွာရှာဖွေတွေ့ရှိခဲ့ပါတယ်နံပါတ်2ကားတိုင်းပေါ်မှာချိတ်ဆွဲထားတဲ့စာသခင်ယေရှုကားတိုင်းပေါ်မှာအသက်ဆွန့်ချိန်မှာကားတိုင်းရဲ့ထိပ်မှာယူဒရှင်ဘုရင်နာဇရက်မြို့သားယေရှုဆိုတဲ့စာသားကိုလောင်တောင်ရေးသားပြီးချိတ်ဆွဲခဲ့ပါတယ်လူတွေကပြည့်ရဲ့ပြူပြီးချိတ်ဆွဲခဲ့ပေမဲ့ဒီဟေပြဲစာတန်းရဲ့ထိတ်ဆုံးစလုံး၄လုံးဖြစ်တဲ့ Yod He Vav He ကိုပေါင်းကြည့်လိုက်တဲ့အခါမှာယာဝေလို့ခေါ်တဲ့ထာဝရဘုရားသခင်နာမတော်ဖြစ်နေခဲ့တာဟာအင်မတန်ကိုအံ့ဩမြင့်သက်ဖွယ်ကောင်းနေပါတယ်လူတွေကတော့လောင်ပြောင်ပြီးရေးခဲ့ကြတာပါဒါပေမဲ့ဒီစာတန်းကသခင်ယေရှုဟာအရာခပ်ပိန်းကိုပန်ဆင်းတဲ့ထာဝရဘုရားသခင်ဖြစ်တယ်ဆိုတာကိုအတိအကျဖော်ပြလိုက်တယ်ဆိုတာသူတို့တွေမသိခဲ့ကြပါဘူးနံပါတ်3အသွေးတော်သခင်ယေရှုရဲ့အသွေးတော်ဟာအခြားသောလူတွေရဲ့အသွေးနဲ့လုံးဝမတူတာကိုထူးခြားစွာတွေ့ရှိရပါတယ်1982ခုနှစ်မှာ Ron Watts ဆိုသူဟာသခင်ယေရှုအသေးခံတဲ့နေရာကသခင်ယေရှုရဲ့အသွေးတော်ကိုတွေ့ရှိခဲ့ပြီးဒါကိုတက်ခွဲကမ်းမှာ DNA စစ်ကြည့်လိုက်တဲ့အခါမှာသခင်ယေရှုရဲ့အသွေးတော်မှာသူ့ရဲ့မိခင်မာရိရဲ့ DNA သာရှိပြီးဖခင် DNA လုံးဝမရှိတာကိုဒူးဆန်းအံ့ဩဖွယ်တွေ့ရှိလိုက်ရပါတယ်လောကမှာအပြိုစင်ကနေဖွားမြင်တဲ့သူဘယ်သူမှမရှိပါဘူးလူသားအလုံးဟာမိဘနှစ်ပါးရဲ့ DNA ကနေပေါက်ပွားလာကြတဲ့သူတွေပါပဲဒါပေမဲ့သခင်ယေရှုကတော့အပြိုစင်ဖြစ်တဲ့မေတော်မာရိတူးတဲ့ကနေပဲမွေးဖွားလာခဲ့တဲ့သူဆိုတာကိုတက်တည်နဲ့တကွမြင်တွေ့လိုက်ရပါတယ်နံပါတ်4တကဘာလုံးမောင်မိုက်သွားခြင်းသခင်ယေရှုအသက်မဆွမီမှာကားတိုင်းပေါ်မှာချိတ်ဆွဲထားချိန်နေ့လယ်12နာရီအချိန်ကနေစပြီးအသက်ဆွသွားချိန်နေ့လယ်3နာရီအချိန်ထိကဘာကြီးတစ်ခုလုံးဟာအလင်းရောင်လုံးဝမရှိတော့ဘဲမောင်မိုက်သွားတာပါ3နာရီစက်တိုက်တောင်ကဘာကြီးတစ်ခုလုံးဟာထူးခြားစွာမောင်မိုက်သွားပြီးနေလုံးကြီးတစ်ခုလုံးဟာပျောက်ဆုံးသွားခဲ့တာကိုတူရကီနဲ့အီဂျစ်နိုင်ငံအပါအဝင်နိုင်ငံများစွာကပညာရှင်တွေကပါအံ့ဩတုန်လို့စွာမှတ်တမ်းတင်ခဲ့ပါတယ်ဒါဟာကောင်းကင်ကအဖခမီးတော်ကလူသားအားလုံးရဲ့အဖြစ်တွေအတွက်အဖြစ်လုံးဝမရှိတဲ့သခင်ယေရှုကိုအစားထိုးပြီးအဖြစ်စီရင်လိုက်ကြောင်းကိုအချက်ပြလိုက်တာပဲဖြစ်ပါတယ်ဒါလည်းမကသေးပါဘူးတကဘာလုံးမောင်မိုက်သွားရခြင်းရဲ့နောက်ထပ်အတိတ်တွေကတော့အဖခမီးတော်နဲ့စัจ java လာတစ်ခုလုံးဟာသခင်ယေရှုကလူသားတွေကိုချစ်လွန်းလို့အသက်ဆွန့်ပေးသွားတာကိုကြည့်ပြီးဝမ်းနဲ့ခြေခွဲကြောင်းကိုပြသခဲ့တာပဲဖြစ်တယ်လို့ဆရာကြီးဘီလီဂရဟမ်ကိုဘုရားသခင်ကတိုက်ရိုက်ဖွင့်ပြခဲ့ပါတယ်ဒီလောက်ဆိုရင်သခင်ယေရှုအသက်ဆွန့်ချိန်မှာဖြစ်ပျက်သွားတဲ့အံ့ဩနည်းနည်းဖွယ်ရာများကိုသိရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုတွေကခွန်အားယူစရာတွေကတော့သခင်ယေရှုဘုရားဟာတင့်ကိုတိတ်ချစ်တဲ့အတွက်သူ့ရဲ့အသက်ကိုစွန့်ပြီးလူသားအားလုံးရဲ့အပြစ်အတွက်ကိုစားပေးဆက်ခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်သင်ဟာခရစ်ယာန်မဟုတ်ဘူးဆိုရင်တော့သခင်ယေရှုခရစ်တော်ရဲ့ပေးဆက်ခြင်းကိုယုံကြည်မယ်ဆိုရင်အပြစ်ငရဲကနေလွတ်မြောက်ပြီးကောင်းကင်နိုင်ငံကိုသွားရမှာပဲဖြစ်ပါတယ်။အားလုံးကိုဘုရားသခင်အထူးကောင်းချီးပေးပါစေ။ God bless you.